တတမီမီလေးတို့အားလုံးမင်္ဂလာပါရှင်စတိုရီဘောင်းမှာကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့တီတီစုကတတမီမီလေးတို့အတွက်စီကံလိုက်နာတဲ့ခွေးကလေးဂျက်ကီဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာပါရှင်တခါတော့ငါပေါ့ကွယ်တောအုပ်ကြီးထဲမှာလှုပ်ဝက်ရွာလေးတစ်ရွာရှိပါတဲ့အဲ့ဒီရွာကလေးမှာနေထိုင်သူတွေကတော့ဝင်းပလွေကြီးတွေပေါ့ကွယ်ဝင်းပလွေတောင်ရိုးရိုးဝင်းပလွေမဟုတ်ဘူးကွကလေးတို့ပုံမြင်ထဲမှာကြားဘူးတယ်လို့မျိုးလူပုံပြောင်းနိုင်တဲ့မှော်အစွမ်းရှိတဲ့တမန်းဝင်ပလွေကြီးတွေပေါ့ကွယ်တတမီမီတို့တွေကတော့တမန်းဝင်ပလွေလို့ကြားရင်အရန်ကိုကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးကြီးလို့တွေးမိကြမှာပဲနော်ဒါပေမဲ့တီတီစုရဲ့ပုံမြင်လေးတွေကတမန်းဝင်ပလွေကြီးတွေကတော့ကြောက်ဖို့မကောင်းဘူးကွဒီရွာလေးမှာနေတဲ့တမန်းဝင်ပလွေကြီးတွေကအရန်ကိုခံညာပြီးအရန်လှကြတဲ့ဝင်ပလွေကြီးတွေပေါ့ကွယ်ဒီဝင်ပလွေကြီးတွေကရုပ်အစင်းသာလှယုံမကပဲစိတ်ချင်းကလည်းလှပါသေးတဲ့ဝင်ပလွေတွေလည်းဝင်ပလွေတွေဆိုတော့တရွာလုံးလည်းစီစီလုံးလုံးရှိကြတာပေါ့ကွယ်ဒီဝင်ပလွေကြီးတွေကဘလောက်တောင်မှစီးလုံးကြတယ်လဲဆိုရင်ရွာတဲကတကောင်ကောင်ကတောတဲကတကောင်ကောင်နဲ့ပြဿနာတက်ပြီးဟေးဆိုရင်ဒီတောတဲကကောင်ကိုတရွာလုံးကဝိုင်းရိုက်ကြတဲ့အထိပါပဲတဲ့ဒါပေမဲ့လည်းဝင်ပလွေအုပ်ကြီးကတော့တောကိုအဓိကစောင့်ရှောက်တဲ့သူတွေပါပဲသူတို့ရဲ့စီးလုံးညီညွတ်မှုကြောင့်ကေတရာစာချင်းသေးမင်းကြီးတောင်သူတို့ကိုကြောက်ရပါတဲ့ဘလောက်တောင်စီးလုံးတဲ့သူတွေလဲနော်တရက်မှာတော့ဝင်းပလွေအုပ်ထဲကဝင်းပလွေမာလေးဖြစ်တဲ့ရီပြာလေးတစ်ယောက်တောဆန်နာလေးကိုအတီးခူးဖို့ထွက်လာပါတဲ့သူမရဲ့ရည်ရွယ်ချက်ကတော့တောဆန်နာလေးမှာရှိတဲ့ဘယ်ရီသီးလေးတွေကိုခူးပြီးရိုထိုးဖို့ပေါ့ကွယ်တောဆန်နာကိုရောက်တော့ဘယ်ရီသီးတွေခဲနေအောင်တီးနေတဲ့ဘယ်ရီပင်လေးတွေကညီလို့ရဲလို့ပေါ့ကွယ်ဒါနဲ့ပဲရီပြာလေးလဲဘယ်ရီသီးတွေကိုစိတ်တိုင်းကြကိုခူးနေပါတော့တယ်ရီပြာလေးအဲ့လိုမျိုးဘယ်ရီသီးခူးနေချိန်မှာခွေးပေါက်ကလေးတကောင်အော်တဲ့အတန်တဲ့တဲ့လေးကြားလိုက်ရပါတဲ့ဒါနဲ့ရီပြာလေးကဘယ်နာကခွေးပေါက်လေးအော်နေတာလဲလို့သိရအောင်တွားကြည့်တာပေါ့ကွယ်အတန်လာရနောက်လိုက်နေရင်ဘယ်ရီပင်လေးတစ်ပင်နားရောက်ချိန်မှာတော့ဘယ်ရီပင်အောက်ခြေမှာအိတ်ရင်အော်နေတဲ့ခွေးကောင်လေးနှစ်ကောင်ကိုတွေ့လိုက်ရပါတဲ့ခွေးပေါက်လေးတွေကဗိုက်စာနေပုံပေါ်တာကြောင့်ရီပြာလေးလည်းပါလာတဲ့မုတ်လေးတွေကိုကျွေးလိုက်ပါတော့တယ်ခွေးပေါက်လေးတွေလည်းမုတ်ကိုစားပြီးတော့ပြန်အိပ်ပျော်သွားကြပါတဲ့ရီပြာလေးလည်းခွေးလေးတွေရဲ့မေမေများပြန်လာလေမလားဆိုပြီးခွေးလေးတွေနားမှာစောင့်နေပေးတာပေါ့ဒါပေမဲ့လည်းမိုးသာချုပ်သွားတယ်ခွေးမေမေကြီးတော့ပြန်မလာဘူးတဲ့ကွယ်ရီပြာလေးလည်းအခုအိမ်ပြန်မှရမှာကတကြောင်ခွေးလေးတွေကိုထားခဲ့ဖို့စိတ်မချတာကတကြောင်ကြောင့်ခွေးလေးနှစ်ကောင်ကိုသူနဲ့အတူတူအိမ်ပြန်ခေါ်သွားပါတယ်အိမ်ပြန်ရောက်တော့ခွေးလေးတွေကိုဂျက်ကီနဲ့ပလူတိုဆိုပြီးနာမည်ပေးလိုက်တော့တာပေါ့ဂျက်ကီနဲ့ပလူတိုကအရန်ကိုချစ်ဖို့ကောင်းတာကြောင့်တရွာလုံးကဝင်းပလွေကြီးတွေကလည်းဝိုင်းချစ်ပေးကြရှာတဲ့ဂျက်ကီလေးတွေကလည်းဝင်းပလွေကြီးတွေရဲ့ဆောင်းရှောက်မှုနဲ့အတူတဖြည်းဖြည်းနဲ့အရွယ်ရောက်လာကြပါတော့တယ်ကလေးလေးနှစ်ယောက်ကတော့အရွယ်ရောက်လာတော့ရီပြာလေးလည်းကလေးတွေအတွက်လိုအပ်တဲ့ပညာတစ်ခုခုကိုသင်ပေးဖို့စဉ်းစားတော့တာပေါ့ဒါနဲ့ပဲရီပြာလေးလည်းရွာလူကြီးနဲ့သွားတိုင်ပင်ပါတဲ့ရွာလူကြီးဖြစ်တဲ့ဝင်းပလွေအိုကြီးကကလေးတွေကိုသူတို့လိုမျိုးရုပ်ပြောင်းရုပ်လွဲပညာသင်ပေးဖို့အကြံပေးလိုက်ပါတဲ့ဒါနဲ့ပဲရီပြာလေးလည်းဂျက်ကီနဲ့ပလူတိုကိုလူပုံပြောင်းနည်းအတက်သင်ပေးလိုက်ပါတော့တယ်ဂျက်ကီလေးတို့ကတော့ငကိုကလေးကညံကောင်းတဲ့သူတွေမို့ခလာလေးနဲ့တက်မြောက်သွားကြတော့တာပေါ့ဒီပညာကိုတက်မြောက်ပြီးချိန်မှာတော့ဂျက်ကီလေးတို့ကလူတွေကြားသွားနေခြင်းနဲ့ဆိုပြီးရီပြာလေးကိုခွင့်တောင်းပါတဲ့ဒီခါမှာရီပြာလေးလဲသွားချင်ရင်ခွင့်ပြုပေးမယ်ဒါပေမဲ့ရုပ်ပြောင်းရုပ်လွဲအတက်နဲ့ပတ်သက်ပြီးသားတို့တေချာပေါက်လိုက်နာရမယ်စီကံရှိတယ်အဲ့ဒီစီကံကိုလိုက်နာပါမယ်လို့ခရီးပေးရင်တော့သွားခွင့်ပေးမယ်လို့ပြောလိုက်တော့တာပေါ့ဂျက်ကီလေးတို့ကလည်းလူတွေကြားကိုအရန်သွားချင်နေတာကြောင့်ခရီးပေးပြီးဘာစီကံလဲလို့မေးလိုက်ပါတော့တယ်ရီပြာလေးလည်းသားတို့လူတွေကြားရောက်ပြီးရင်ဘလောက်ယုံကြည်ရတဲ့သူရှိမှာပဲဖြစ်ဖြစ်ဒီရုပ်ပြောင်းရုပ်လွဲပညာကိုမသုံးမိစေနဲ့လို့ပြောလိုက်ပါတော့တယ်ဂျက်ကီလေးတို့ကလည်းရီပြကိုဂရိတွေအတန်တန်ပေးပြီးလူတွေနေတဲ့နေရာလေးစီကိုထွက်သွားကြတော့တာပေါ့
လူတွေနေတဲ့နေရာကိုရောက်ချိန်မှာတော့အလုပ်တွေစူးစမ်းလုပ်ကင်ကြရင်းနဲ့ကိုပိုင်အိမ်လေးတစ်လုံးလည်းရလာကြသလိုတငယ်ချင်းမိတ်ဆွေတွေလည်းအများကြီးရလာကြပါတော့တယ်။တရက်မှာတော့တိုင်းပြည်ဘရင်ကြီးကတိုင်းပြည်ထဲမှာကြော်ညာချက်တစ်ခုကိုထုတ်ပြန်ပါတယ်။အဲ့ဒါကတော့ဘာလဲဆိုရင်တိုင်းပြည်ထဲမှာသူမတူတဲ့စွမ်းရည်ရှိတဲ့သူများရှိရင်သူ့ရဲ့လက်ထောက်အနေနဲ့ခန့်အပ်မယ်ဆိုတာပါပဲ။ဒီခါမှာတော့ပလူတိုကအယမ်းကိုအစွမ်းပြချင်တာပေါ့။ဒါပေမဲ့လည်းဂျက်ကီကတော့လူတွေရှေ့မှာအစွမ်းထုတ်ပြရမယ့်ကိစ္စမို့လို့မသွားချင်ဘူးတဲ့ကွယ်ပလူတိုကိုလည်းမသွားဖို့ပြောတာပေါ့ဒါပေမဲ့ပလူတိုကအယမ်းကိုသွားချင်နေတာကြောင့်နဲ့ဂျက်ကီကိုတောင်ရံပြန်လုပ်ပြီးနှစ်ယောက်သားစကားအကြီးကျယ်များကြပါတော့တယ်ဂျက်ကီလည်းပလူတိုကိုပြောလို့မရတော့ဘူးပေါ့ကွယ်ပလူတိုလည်းထွက်သွားတော့တာပေါ့ဂျက်ကီလည်းနောက်ကျမှပြဿနာတွေဖြစ်လာတော့မှာပဲလို့တွေးမိလို့ဝင်းပလွေရွာစီကိုအမြန်ပြန်လာပါတော့တယ်။ရွာရောက်တော့အเจ้าစုံကိုရီပြကိုပြောပြတာပေါ့။ဒီအခါမှာရီပြကဟမ်ပလူတိုကတော့တနာစရာပါလားလို့ပြောပါတဲ့။ဂျက်ကီလည်းဘာကြောင့်လဲဆိုပြီးပြန်မေးတာပေါ့။ရီပြကလည်းဒီအခါမှာတော့အเจ้าစုံကိုရှင်းပြပါတယ်။ဒါကဒီလိုလေဂျက်ကီရဲ့တိုင်းပြည်ရဲ့ဘရင်ကြီးကမင်းအဆက်ဆက်ကိုအမေတို့တမန်းဝင်ပလွေတွေကိုလိုက်ရှာနေတာတမန်းဝင်ပလွေသားစားရပြီဆိုရင်သူကနောက်ထပ်နှစ်ပေါင်းရာကြီးအသက်ရှင်နိုင်မှာဆိုတော့အခုဆိုရင်ပလူတိုကိုချက်စားနေကြပြီပေါ့ရီပြရဲ့စကားကိုကြားလက်ချိန်မှာတော့ဂျက်ကီတယောက်တွေးဝေသွားပြီးသူ့ရဲ့ညီလေးဖြစ်တဲ့ပလူတိုအတွက်လည်းအယမ်းကိုစိတ်မကောင်းဖြစ်သွားပါတော့တယ်အဲ့ဒီနေ့ကစပြီးပလူတိုတယောက်ပြန်မလာတော့ဘူးတဲ့ကွယ်ဂျက်ကီလည်းအန္တရာယ်ရှိတဲ့လူတွေကြားမှာဆက်မနေတော့ပဲဝင်ပလွေရွာလေးစီကိုပြန်ပြောင်းလာတော့တာပေါ့ရီပြာနဲ့လည်းအတူတူနေသွားရင်ဝင်ပလွေရွာလေးကိုကာကွယ်သွားပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းပုံမြင်လေးကိုနားထောင်ပြီးပြီဆိုရင်ဘဝကြီးထဲမှာရှိသင့်လို့ရှိနေတဲ့စီးမြင်စည်းကမ်းတွေကိုလိုက်နာဖို့နဲ့လောဘလည်းမကြည့်ကြဖို့တတိရပါကွယ်လောကကြီးထဲမှာရှိနေတဲ့စီးမြင်နိုင်ကကောင်းနေတာမဟုတ်ပေမဲ့လည်းစဉ်းစားချင့်ချိန်ပြီးတော့လိုက်နာတင်တာပေါ့နော်ပြီးတော့ဘယင်ကြီးလိုမျိုးကောက်ချစ်စင်းလဲတဲ့သူမျိုးနဲ့လည်းမတွေ့ကြဖို့ဆုတောင်းပေးပါတယ်ကွယ်နောက်နေ့တွေမှာလည်းတတမီမီတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့ဒီဒီစုရဲ့ Story Box for Baby TikTok Channel လေးကိုလည်း follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလည်းနှိပ်ထားပေးကြပါအောင်နော်